ကဲမျိုးတွေအားလုံးပဲမြင်ကြလားပါ28ရက်ညနေခင်းလေးဗီဒီယိုလိုက်လေးပါနော်ကဲမနက်ကတော့နေတိုက်ကြီးချိန်နဲ့အဖွဲ့ဝင်စာရိုးပတ်တီမွေးကနန်း60နှစ်တိစားအောင်သွားပါပြီဗျာနော်60နှစ်တိစားအောင်ပြီကဲဒါတော့28ရက်ညနေခင်းတကွက်ကောင်းပေးမဲ့ဗီဒီယိုလေးဆိုတော့ဝင်လာတဲ့လက်မလေးနှိပ်မယ် share လေးရတဲ့ကူမတွေအားလုံးပဲ share လေးလုပ်မယ် subscribe လေးနှိပ်ရတဲ့ subscribe လေးနှိပ်မယ်နော်လူတစ်တွေပါနေနဲ့ subscribe လေးနှိပ်ခဲ့ပြီးဒီမှာဒီချင်းတကွက်ကောင်းပေးတာလေးကိုတခြားမှတ်ပြီးတော့ like ပြီးတော့ထိုးမယ်နော်ကဲပါပေါက်တဲ့မျိုးဒီ comment ထဲမှာနော်ပေါက်တာလေးတွေမှန်းခဲ့ပါအောင်ဗျဒီ28ရက်ညနေခင်း modern internet က9နှစ်နဲ့59နဲ့ထွက်တယ်နော်9နှစ်ရယ်59ရယ် modern က9နှစ်တဲ့ internet က59တဲ့ထိုင်ဝမ်ကျတော့29တဲ့ဗျာနော်လမ်းကတော့မနက်ကမူကမှန်တယ်အပူးတုံညလीနော်တုံညပိတ်တူလို့အပူးတုံညလာနိုင်တယ်လို့ပြောတုံညပြန်ဆင်းတယ်ဒီညနေလဲမနက်ခင်းတိုင်းမှာမူကတော့အပူးတုံညပဲ9ထိတ်တူတယ်မနက်ကတုံညပြန်ဆင်းတဲ့မူမှန်တယ်ဆိုရင်ညနေအပူးလာမယ်ဒီပေါ်တော်ဦးညနေနော်လယ်မူကလည်းမရှိနော်ပေါ်တော်ဦးညနေအပူးလာအဲ့ဒါဆိုကဲဒီချိန်လေးမခေါ်ခင်အားလုံးပဲ ready ပြင် okay လေးလောက်လက်မလေးမနှိပ်ရသေးလက်မလေးနှိပ်မယ်နော်လက်မလေးမနှိပ်ရသေးလက်မလေးနှိပ်မယ်ပြီးတော့ဒီနောက်တစ်ပတ်အတွက်ပေါ့နော်နောက်လာမယ့်ပတ်အတွက်အဖွဲ့ဝင်ခြင်းတဲ့အမျိုးတွေလည်းအဖွဲ့ဝင်လို့ရပြီနော်ဝင်ခြင်းတဲ့အမျိုးတွေဝင်လို့ရပြီဒီလူဟောင်းတွေလည်းအဖွဲ့ပြန်ဝင်မှကျွန်တော်ကြံရအတွက်အခွေလေးထုတ်ပေးမယ်အဲ့အခွေလေးကိုပို့ပေးမယ်နော်တစ်ခါလေးပြောတာပါဒီဗီဒီယိုထဲမှာပဲတစ်ခါလေးပြောခဲ့လိုက်မယ်နော်ဖွဲ့ပြန်ဝင်ထားရင်ကျွန်တော်အခွေလေးပို့ပေးမယ်ခွေလေးပို့မယ်ပြီးရင်ပေါ့လူတစ်တွေလည်းနောက်တစ်ပတ်အတွက်ဇာတိုးပတ်တီးနဲ့မွေးကနန်းအဖွဲ့ဝင်မယ်နော်ကြံရအတွက်ကဲပေါက်လေးလိုချင်တယ်ဆိုရင်အဖွဲ့လာဝင်ထားလို့ရပြီနော်အောက်မှာကျွန်တော်ဟယ်လိုရမှာလေးချထားပြီချပေးထားမယ်နော်ကဲကီးချင်းခေါ်မယ်မျိုးတွေအားလုံးပဲဒီတစ်ပတ်ကတော့ဒီတစ်ပတ်လည်းချင်းနေကောင်းပါတယ်နော်သူကလည်းသူတော့ပေါက်တယ်ပုံဝင်ရတော့ကျွန်တော်ကတော့တောင်ဝန်ကြည့်သွားပြီကျွန်တော်ရဲ့ဇာတိုးပတ်တီးနဲ့မွေးကနန်းတစ်ခွက်ကောင်းအထွက်သွားလို့နော်ကဲလူတစ်တွေလည်းနော်လူတစ်တွေလည်းမှာအခုမှစကြည့်တာဆိုရင်အားလုံးပဲ comment ထဲမှာ ready ပြင် okay လေးလုပ်ပြီးတော့ like မှတ်လို့ရပြီတခါလေးခေါ်တော့မယ်နော်28ရက်ညနေခင်း1ချိန်က1နှစ်1ချိန်1နှစ်ပတိနော်28ရက်ညနေခင်း1ချိန်က1နှစ်1ချိန်1နှစ်ပတိပါ28ရက်ညနေခင်း1ချိန်က1နှစ်1ချိန်1နှစ်ပတိအထီကြီးကနော်အထီကြီးက9649ကီ9649ကီ1နှစ်နဲ့ကတ်မယ်9649ကီကို1နှစ်နဲ့ကတ်မယ်ကဲကျွန်တော်အခု1ပတ်တီးနဲ့2ပတ်တီးတွေကတင်ကွက်တွေတခါလေးပြောခဲ့မယ်နော်1ပတ်တီးတွေကရင်တော့တင်ကွက်တစ်ကွက်ကောင်းပြောမယ်နော်ကီးနဲ့ကတ်ရင်1914 1615ဆိုပြီးတော့4ကွက်ရှိမယ်1914 1615ဒီထဲမှာဆိုရင်1ပတ်တီးတစ်ကွက်ကောင်းကကြတော့14တစ်ကွက်ကောင်းပါနော်1ပတ်တီးက14တစ်ကွက်ကောင်းပါ2ပတ်တီးတဲ့ဆိုရင်29 24 26 25ဆိုပြီး4ကွက်ရှိမယ်ဒီထဲမှာဆိုရင်26တစ်ကွက်ကောင်းပါ2ပတ်တီးကနော်1ပတ်တီးက14 2ပတ်တီးက26နော်14ရယ်26ရယ်တင်ကွက်တွေပါနော်1ပတ်တီးက14တစ်ကွက်ကောင်း2ပတ်တီးက26တစ်ကွက်ကောင်းပါကျွန်တော်အပူ3ကွက်ရယ်ကလင်နာတစ်ကွက်ရယ်တခါတည်းဆက်ပြီးတော့ခေါ်ပေးမယ်နော်တစ်လုံးပိုင်းမှာပြောခဲ့မယ်ဒီညနေကမနက်ကသူကပေါ့မနက်ကကြတော့ပရိသတ်မလာဘူးပတိသစ်ကြတယ်ဒီညနေတကယ်ဆိုရင်ကျွန်တော်ထင်တာဒီညနေဆိုရင်ပရိသတ်လာရင်ပတိသစ်ကကြံပတိကကြာကျင်မှကြာမှာမနက်ဖြန်လောက်မှတစ်လုံးကြာရင်ကြာလိမ့်နှလုံးကြာရင်ကြာလိမ့်ဒီညနေတော့ပတိသစ်စိုက်လေးကနည်းနည်းအားနေတယ်ပေါ့နော်ဖော်မူလာအရဆိုတော့ကလင်နာတစ်ကွက်ကောင်းက85တစ်ကွက်ကောင်းပါနော်ကလင်နာလေးပါတစ်ခါလေးလိုက်မှတ်ပါကလင်နာတစ်ကွက်ကောင်းက85တစ်ကွက်ကောင်းပါဗျာနော်ကလင်နာက85တစ်ကွက်ကောင်းပါနော်ကလင်နာက85တစ်ကွက်ကောင်းပါကဲအပူ3ကွက်ကဒီညနေအပူထိုးခြင်းတဲ့သူတွေကကီပူချိန်ဘူးနဲ့ကျွန်တော်အခုရွေးပေးထားတဲ့အပူလေးရယ်ကီပူချိန်ဘူးရယ်ဒါပဲထိုးနော်10ကွက်ဒီပါတွေကအပိုင်မလာတော့ထိုးစီခြင်းကိုအမှန်တိုင်းပြောရရင်တော့ break to break လာတာတို့
ဒါမျိုးလေးကြာနေတော့ထိုးကလည်းကောင်းတယ်နော်ဒီညနေကအပိတ်အထိတ်ကတော့တူပဲအပူးတုံညပဲမနက်ကမှန်တယ်သူအဲ့ဒါတင်တာတုံညဆင်းတယ်ဒါဆိုရင်ဒီညနေကထပ်တူတာထပ်ပြီးတော့ထိတ်တူတာဆိုရင်တော့အပူးလေးတော့ရှိမယ်နော်အဲကြောင့်ကီကူချိန်မှုထိုးလို့ရတယ်မနက်ခင်းအတိုင်းပဲကျွန်တော်ရွေးပေးမဲ့အပူး3ဘက်ကဒီညနေအတွက်ဆိုရင်3ဘူးရယ်1ဘူးရယ်9ဘူးရယ်ပါနော်3ဘူးရယ်1ဘူးရယ်9ဘူးရယ်ပါဒီညနေ1နှစ်1ချိန်တစ်လုံးပိုင်က1ပိုင်နော်1နှစ်1ချိန်တစ်လုံးပိုင်က1ပိုင်ပါနော်1နှစ်1ချိန်တစ်လုံးပိုင်က1ပိုင်ကဲဗီဒီယိုတွေကတော့ဗီဒီယိုဆိုတော့အကြာကြီးတော့ပြောလို့မရတော့လောက်ပဲเนาะမျိုးတွေအားလုံးပဲလက်မလေးနှိပ်ခဲ့မယ်အဖွဲ့ဝင်ချင်းနဲ့လူသစ်တွေရောလူဟောင်းတွေလည်းပြန်ဝင်ထားလို့ရပြီလူသစ်တွေလည်းလာဝင်လို့ရပြီဗျာเนาะနောက်တစ်ပတ်တော့ဇာတို့ပတ်တင်တဲ့ဘက်ကောင်အဖွဲ့ဝင်ချင်းနဲ့ဆိုရင်လာဝင်ထားလို့ရပြီเนาะအားလုံးပဲဝင်လို့ရပြီကဲအားလုံးပဲလိုက်လေးနားပါမယ်လက်မလေးတွေအားလုံးပဲနှိပ်ပြီးခဲ့ပါ subscribe လေးအားလုံးပဲနှိပ်ပြီးခဲ့ပါအားလုံးပဲတက်တာเนาะတက်တာပါအားလုံးပဲ